နောက်ဘဝရောက်သွားရင်ဒီလူဘဝနဲ့ပြန်ကြုံဖို့သာသနာ့ပြန်ကြုံဖို့ဆိုတာလိုက်ရှာလို့မရတော့မဖြစ်နိုင်တော့ဘူးဖြစ်နိုင်တော့ခင်းနေပြီလို့အဲ့ဒါကိုဦးဇင်းကယောဂီတွေကိုလေးလေးနက်နက်သိစေချင်တယ်အခုငါသာသနာ့ကြုံနေပြီငါအခုလူဖြစ်နေပြီအခုကျင့်အခုရနေတဲ့အချိန်မှာငါအခုဘာလုပ်နေလဲငါဘဝရဲ့အဖြစ်ဟာဘာလဲအဲ့ဒါကိုတော့ခေါင်းထဲထည့်ပြီးစဉ်းစားမျောမနေနဲ့အချိန်ကြီးဖြုံးမနေနဲ့သူများလေလွင့်သလိုကိုလျှောက်လေလွင့်နေနဲ့ဟေးလာလာသူများလုပ်သလိုကိုမလုံးနဲ့အချိန်ကြီးမဖြုံးနဲ့တအားတန်မှုရှိနေတယ်။တောင်းဦးစင်းပြောတယ်အထက်နေပေါင်းအောက်လုံအောင်ဖုံးသီလပဲလုံအောင်ထိန်အောင်ခင်ဗျားတို့ကျုပ်တို့လူဘဝနဲ့ပြဿနာတက်ခွေးဘဝကြိုင်ခွေးလိုပြဿနာတက်လေနွားဘဝကြိုင်နွားလိုပြဿနာတက်လေနော်နတ်ဘဝကြိုင်နတ်လိုပြဿနာတက်လိမ့်မယ်ငရဲဘဝရောက်ရင်ငရဲပြဿနာတက်လိမ့်အဲ့လိုပြဿနာခဏခဏအတက်မခံရအောင်တဲ့ဝိသကအနာတပိန်တို့လိုတရားနုသာရီသောတာပန်ခင်ဗျားတို့ကျတို့ကဓမ္မနုသာရီသောတာပန်ဖြစ်အောင်ကြိုးစားသူတို့ကတော့တက်တော်တရားမြတ်ဘုရားကြီးကထင်ရှားနေတာဘူးဗျာဖဲယူဘကာယလည်းကိုတို့ကြီးဖူးရတာဘူးဗျာဖဲဘုံတော်အနန္ဒတကုတော်အနန္ဒလည်းကိုတို့ကြီးဆိုတော့သရာတက်တာပေါ့ကျုပ်တို့ကလည်းခုံလည်းမပြနိုင်ဘူးအဲ့ဒါပါလေတရားနဲ့ပဲကိုယ့်ဘကိုဓမ္မနုသာရီသောတာပန်ဓမ္မကိုအခြေခံပြီးတော့အရိယာမဲ့တက်မဲ့သူတော်ကောင်းဖြစ်လာဖို့အတွက်ခဏခဏပွားငပွားရင်မဖို့ရင်မလျှော်ရင်မပြောင်းဘူး